ဒါကဓာတ်စီစေတွေကိုတကယ်ကြဆင်းသွားစေနိုင်မယ်တခုတည်းသောအရာထစ်ကောင်းထင်နိုင်ပါတယ်ကားတာယာတွေကိုစီအဖြစ်ပြောင်းလဲတာပါဒါက AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုမဟုတ်ပါဘူး pyrolysis လို့ခေါ်တဲ့အစစ်အမှန်လုပ်ငန်းစဉ်ကိုအသုံးပြုထားတာပါလုံဆောင်ပုံကတော်တော်လေးယူရှင်ပါတယ်ပထမဦးဆုံးရေလာမတမ်မနီအစီပိုင်းကြီးတစ်ခုတည်းကိုတာယာအများအကြီးထည့်ပြီးအပူပရပါတယ်အပူချိန်မြင့်တက်လာတာနဲ့အမျှတာယာတွေကရှည်လျားတဲ့ molecule ကွင်းဆက်တွေပြိုကွဲစားပြူလာပြီးပုံမသေးငယ်တဲ့ hydrocarbon molecule တွေအဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီအခိုးငွေ့တွေကိုပိုက်တွေကသစင်တဲဆောင်သွားပြီးအေးသွားတဲ့အခါမှာတော့ pyrolysis oil လို့ခေါ်တဲ့အနက်ရောင်အရည်အဖြစ်ပြောင်းလဲသွားပါတယ်ဒါပေမဲ့စီတစ်ခုတည်းထွက်တာတော့မဟုတ်ပါဘူးတာယာတွေဒီလိုမျိုးပြိုကွဲသွားတဲ့အခါနောက်ထပ်ဘေးထွက်ပစ္စည်းနှစ်ခုလည်းထွက်ရှိပါသေးတယ်လောင်ကျွမ်းနိုင်တဲ့ဓာတ်ငွေနဲ့အဆိုင်အခဲအကျွင်းအကျန်တွေပဲဖြစ်ပါတယ် pyrolysis စနစ်အများစုကအဲ့ဒီလောင်ကျွမ်းနိုင်တဲ့ဓာတ်ငွေကိုမီးဖိုးတဲ့ beans လူထိအပူဆက်ပေးဖို့အသုံးပြုကြပါတယ်ကျန်ခဲ့တဲ့အမဲရောင်ကျွင်းကျန်တွေမှာဆိုရင်ကာဗွန်အမဲရောင် carbon black တာမကပဲတာယာတွေထဲမှာငကိုကလေးကပါဝင်တဲ့တမ်မဏိဝါယာကျိုးတွေလည်းပါဝင်လေရှိပါတယ်အဲ့ဒီတက်တွေကိုဖယ်ထုတ်ပြီးအဟောင်းအဖြစ်ရောင်းချလိုက်ပြီးဆိုရင်တော့တာယာတစ်လုံးစီကနေရနိုင်သမျှတန်ဖိုးရှိကမသမျှအကုန်ထုတ်ယူလိုက်ပြီလို့ဆိုနိုင်ပါတယ်